အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Football and Live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့နေ့ဖြစ်ပါစေလို့ဒီကနေစုမုံအောင်တောင်းပေးလိုက်ပါတယ်ပေါ့နော်အဲ့တော့ဒါဒီနေ့နေ့လေဒါကျွန်တော်တို့မာဆန်တော်ချင်း3နာရီအေးပေါ့3နာရီတော့မဟုတ်ဘူးဒီမှာတော့ဒါကျွန်တော်တို့လည်းရှိခရီးဗီဒီယိုတင်တဲ့အချိန်မှာဒါကျွန်တော်တို့အေးပေါ့3နာရီပဲထားပါ3နာရီမှာဒါကျွန်တော်တို့ Champions League Quarter Final ရဲ့နှစ်ပွဲကိုကျွန်တော်အရင်ဆုံးပြောသွားမယ်နှစ်ပွဲကိုဒါကျွန်တော်တပွဲကိုဒါ6မိနစ်နဲ့6မိနစ်ခွဲပတ်ချလဲဝင်းချန်ပြောသွားမယ်ပေါ့နော်လက်ရှိမှာဒါကျွန်တော်အခုနောက်ပိုင်းပွဲကြုံသွင်းတဲ့ချက်တွေပြောနေအောင်ခင်ဗျားတို့ tactical ဘာညာပြောရတဲ့ဆိုင်ကျွန်တော်ဒါနည်းနည်းကျွန်တော်ရဲ့ခံစားချက်ဘက်ကိုကျွန်တော်နည်းနည်းလိုက်ချင်တယ်ဘာလို့အကုန်လုံးအခုနောက်ပိုင်း tactical ရလဲအကုန်လုံးကကျွန်တော်လက်ရှိမှာခံစားချက်တွေနဲ့ပတ်သက်ပြီးကျွန်တော်ပြောတာပါပဲဒါလက်ရှိမှာဒါကျွန်တော်နဲ့သူများနည်းနည်းလေးစပြီးတော့ကွဲပြားတဲ့အချက်တစ်ခုလိုလည်းမြင်တယ်ဒါကျွန်တော် pass နေပေါ့နော်ဒါကျွန်တော်အရင်ကောင်းတယ်လို့ပြောတာမဟုတ်ကွဲပြားတယ်လို့ပဲပြောတာကွဲပြားတိုင်းကောင်းတာမဟုတ်ဒါလူတွေတိုင်းတည်တဲ့အချက်တစ်ခုအခုနကပြောလို့ပဲကွဲပြားတိုင်းကောင်းတာမဟုတ်ဘူးလက်ရှိမှာဒါကျွန်တော်တို့အဲ့တော့ကျွန်တော်လက်ရှိမှာ personal ရဲ့ feeling လေးနည်းနည်းပြောသွားမယ်ဒါခုနကပြောလို့လက်ရှိမှာ tactical ရခင်ဗျားတို့အခုလက်ရှိမှာ tactical channel တွေအများကြီးပဲဘယ်နာဘလူးကန်တယ်ဘယ်နာဘယ်ဇုံဘလူးဇုံအများကြီးပြောလို့ရတယ်ပေါ့နော်အဲ့ထားပါလက်ရှိမှာဒါကျွန်တော်တို့ဒီနေ့ quarter final မှာဒါကျွန်တော် Real Madrid နဲ့ Bayern Munich ဒါ Sporting နဲ့ Arsenal ဒီဒါ Premier League နှစ်ကိုတက်ကြီးခွဲချလိုက်တယ်ဒီလက်ရှိမှာ quarter final ပွဲတွေအကုန်လုံးကစိတ်ဝင်စားဖို့ကောင်းတဲ့ပွဲစဉ်တွေပဲဒါ Real Madrid နဲ့ Bayern Munich ဆိုလည်းလက်ရှိမှာဒါကျွန်တော်တို့ Europa ရဲ့ giant နှစ်ယောက်တွေ့မယ်ဒါပေမဲ့လက်ရှိ off form ဖြစ်နေတဲ့ဥစ္စာတွေနဲ့လေးကွဲပြားတယ်ဒါ Bayern Munich ကလက်ရှိဒီနောက်ပိုင်းပွဲစဉ်တွေမှာတော်တော်လေးကိုပို့ပြီးတော့ကောင်းနေတာတွေ့ရမယ် Real Madrid ကလက်ရှိပူလောလောမှာမာယော့ကာကိုဒါကျွန်တော်လက်ရှိဒါ 2-1 ဆိုရတဲ့နဲ့ရှုံးနေခဲ့တယ်ဒါခုနောက်ပိုင်းမှာကျွန်တော်ဒါခိတ်ကြီးကောင်းလာတယ်လို့ပဲပြောအောင်ပေါ့နော်အရင်တော့ကဒါကျွန်တော်တို့ဒီကျွန်တော်တို့နေတဲ့အခုလက်ရှိကျွန်တော်နေတဲ့နိုင်ငံဆိုဒါတော်တော်လေးကိုချီးကျူးဖို့ကောင်းတယ်လို့ပဲပြောအောင်ပါဒါဘောလုံးပွဲနဲ့ပတ်သက် accessibility တအားကောင်းတယ်ခင်ဗျဒီစကားကျွန်တော်ပြောရင်ခင်ဗျယုံကြည်မယုံနေမှာမယုံကိုချမ်းအောင်ပေးကြည့်လို့ရတယ်ကျွန်တော်အင်္ဂလန်တို့ဒီဒါကျွန်တော်တို့ဒီအာရှနိုင်ငံနဲ့အဓိကကွဲပြားချက်အာရှနိုင်ငံမှာခင်ဗျ line 2 line ယူထားရုံနဲ့ဒါခင်ဗျရှိသမျှဘောလုံးပွဲအကုန်လုံးနေကြည့်လို့ရတယ်အင်္ဂလန်မှာဆိုလက်ရှိမှာခင်ဗျအနည်းဆုံး line 4 line နဲ့6 line လောက်ရတယ်အဲ့4 line 6 line ရဲ့ဈေးကလည်းနေတာမဟုတ်တနစ်ပိုင်းခင်ဗျတကယ်တလားပဲခင်ဗျဘယ်လောက်ရှိပြီ6သိန်းနဲ့9သိန်းညာရှိတယ်ဘောလုံးမကြည့်အောင်ခင်ဗျပေးရတယ်မယုံခင်ဗျကျွန်တော်ပြောတယ်ကိုချောက်သွားမယ်လို့ရလက်ရှိမှာဒါကျွန်တော်တို့နေတဲ့နေရာမှာဆိုရင်ဒါကျွန်တော်2 line ယူထားရုံနဲ့ချန်ပီယံလိဆိုတာကျွန်တော် BA ဘက်ကိုယူထားတယ်နောက်တစ်ခုသူတို့ပြည်တွင်းရဲ့ line မှာဆိုတာကျွန်တော်တို့အကုန်ရှိတယ်ချန်ပီယံရှစ်တောင်ပါတယ်အဲ့လောက်တိတော့စုံတယ်ဘောနော်ထားပါပြောချင်တဲ့ sense ရတာပဲအဲ့တော့လက်ရှိမှာဒါကြောင့်မို့ကျွန်တော်ဒါ Real Madrid ပွဲတွေပါဆိုပိုကြည့်ဖြစ်ခဲ့တယ်ဒါ Real နဲ့မာယော့ကာပွဲစဉ်ဆိုကျွန်တော်ကြည့်ဖြစ်ခဲ့တယ်ဒါလက်ရှိမှာအခုနောက်ပိုင်း Real နဲ့ Barcelona ပွဲစဉ်တွေ Atletico Madrid ရဲ့ပွဲစဉ်ကတော့မဆိုးတော့ပုံစံမျိုးကြည့်ခဲ့ပြီမဲ့ဒါကျွန်တော်တို့ Real အဲ့တော့ Bayern Munich ပွဲစဉ်ကိုကျွန်တော်အဲ့လောက်ထိတော့မကြည့်ဖြစ်ဘူးဒါပေမဲ့ highlight တွေနာနောက်လေးနည်းနည်း costume လို့ဖြစ်တယ်ဒါကျွန်တော် Twitter အဲ့တော့ဒါ Real Madrid ကအရင်တုန်းကလောက်ကျွန်တော်တို့လက်ရှိမှာတော်တော်ပြီးပြန်ပြီးကျွန်တော်ရင်းနှီးလာခဲ့ပြီလို့ပြောလို့ရတယ် Real Madrid လက်ရှိမှာဒါကျွန်တော်တို့ RB Live လက်ထက်မှာဘယ်လိုပုံစံမျိုးတွေတွားလဲဘာတွေဖြစ်ချင်လဲဆိုတာကိုတွေ့ရမယ်အဲ့တော့လက်ရှိမှာဒါကျွန်တော်မာယော့ကာကိုရှုံးခဲ့တဲ့ဒါကျွန်တော် Real Madrid ကလက်ရှိပြည်တွင်းမှာတဖြည်းဖြည်းနဲ့ဘာစီလိုနာတင်နဲ့မှတ်ခွာလာခဲ့ပြီးတော့ဘာစီလိုနာအသင်းကအားလုံးသိကြတယ်အခုလက်ရှိမှာဒါဆိုလာလီဂါချန်ပီယံဖြစ်ဖို့အတွက်တော်တော်လေးကိုနီးစပ်လာပြီဆိုတဲ့ပုံစံမျိုးဖြစ်လာခဲ့တယ်အဲ့တော့တကယ်လည်းကြည့်မယ်ဆို Real Madrid အသင်းနဲ့အခုလက်ရှိမှာသူတို့နေနေတာ Champions League မှာဘယင်ဆိုတဲ့ပုံစံမျိုးတိုင်းပဲ Champions League နဲ့ပတ်သက်အခုလက်ရှိမှာဆက်ပြီးသွားအောင်အဲ့တော့ Real Madrid ကလက်ရှိမှာလူစည်းရင်းရပြန်ကြည့်မယ်ဆိုရင်တော့ Bayern Munich ဒီပွဲမှာတော်တော်လေးအားနေပြောတယ်ဒါပေမဲ့ကျွန်တော်ပြင်ပြနေပြောလို့ပဲချန်ပီယံလိကအင်မတန်မှနှက်ချီပါတယ်ချန်ပီယံလိဒီအင်မတန်မှနှက်ချီတယ်ဒါလက်ရှိမှာဒါ Real Madrid ကတကယ် out of nothing ဆိုတဲ့နေရာတွေကနေပြီးတော့တကယ်ဟိုဒါအမြဲတမ်းဒါ surprising ဖြစ်သွားတာလို့လက်ရှိမှာကျွန်တော်လူတွေက Ronaldo ရှိတယ်ဘယ်လူရှိတယ်ဘယ်သူရှိမရှိ Real Madrid က Real Madrid ဖြစ်နေမယ်ဒါတော်ဝင်မက်ဒရစ်ဆိုတဲ့စကားလုံးကပေါ်ပေါ်တင်နေဒါကျွန်တော်လက်ရှိမှာဒါတွေ့ရမယ့်သဘောမှာအများနဲ့ခဏတွေ့ရတယ်တစ်ဖက်ကဘိုင်ယန်မြူနစ်ကလက်ရှိမှာဘာနဲ့သွားတူလဲဆိုတော့ဒီနှစ်မှာတော်တော်လေးကိုလူကြီးလူငယ်ပေါင်းထားတဲ့အစုဖွဲ့လို့ပြောလို့ရတယ်ဒါ visit company အနေနဲ့ကျွန်တော်မှန်တိုင်းပြောမယ်သူဒါကျွန်တော်သူ့ကိုဘန်လေးမှာဂိုင်းတဲ့ချိန်တုန်းကသူ့ရဲ့ philosophy ကဒီဘန်လေးကစားသမားတွေမြောက်ဒီထက်ပိုမြင့်တဲ့ကစားသမားတွေနဲ့မှရမယ်ဆိုတဲ့ဥစ္စာမှာကျွန်တော်တစ်ချက်တွေးခဲ့တယ်တကယ်လည်းဒီလိုအတွေ့အကြုံကမှန်ခဲ့တယ်ဆိုတဲ့ပုံစံမျိုးတွေ့တယ်။ဘာလို့လဲသူ့ philosophy အရင်ကောင်းတယ်ဒါပေမဲ့သူ့ philosophy ကိုပြောချင်တာဗျငြိမ်ချင်းတူတဲ့လူမှလိုက်နိုင်မယ်ဆိုတဲ့ပုံစံမျိုးတွေ့တယ်။ပြောချင်တာဗျ comedy ဒီအသင်းသေးကိုကင်ကစားကွက်တော့လှမယ်ဒါပေမဲ့ခြေစွမ်းအပိုင်းရဆိုတော့အားနေမယ်ဆိုတဲ့ပုံစံမျိုးကိုတွေ့ရတဲ့နီးပြတယောက်လို့ကျွန်တော်လည်းမြင်တယ်။အဲ့တော့အာဘီယိုလာကျွန်တော်အနေနဲ့အခုချိန်နေသူ့ရဲ့ tactic ဘိုင်းကိုကျွန်တော်သိပြီးနားလည်ဖို့တော့စူးစမ်းနေစေဖြစ်တယ်။သူ့နဲ့လက်ရှိမှာသူဒီခံစစ်ကိုအားတင်းလာလားတိုက်စစ်ဘိုင်းကို counter pressing သတ်သွားတာလက်ရှိမှာအာဘီယိုလာရဲ့ပွဲစဉ်တွေကိုကြည့်မယ်ဆိုတော့သူ့ရဲ့ဒါလျင်မြန်နဲ့ဒါတောင်ပန်တွေလားလျင်မြန်နဲ့
ဒါတိုက်စစ်ပိုင်းတွေကိုသူ့နဲ့အဓိကအားကူတာတွေ့ရမယ်ဒါပေမဲ့ခံစစ်လုံလားဆိုတော့အာဘီလာနဲ့ခံစစ်ပိုင်းအားနည်းမှုကလည်းသူကိုယ်တိုင်ကြောင့်သူ့ရဲ့ technical ကြောင့်မဟုတ်ဘဲနဲ့ကစားသမားတွေကိုယ်တိုင်ကလည်းအားနည်းတဲ့အတွက်ကြောင့်ဒီနေရာမှာပြဿနာဖြစ်တော့ဒီနေ့ပွဲစဉ်မှာလက်ရှိမှာတစ်ဖက်ကလည်းဒါထိခိုက်နေတာမှုတွေကြီးမားတဲ့ချင်းတွေကိုတွေ့ရမယ်အဓိကဒါကျွန်တော် Champions League မှာ performance ကအမြဲတမ်း next level ဖြစ်နေတဲ့တီဘိုကော်တိုက်တယောက်မပါလာနိုင်တာကအသင်းတော်တော်လေးကိုနစ်နာလုံးတယ်လို့ကျွန်တော်အနေနဲ့မြင်တယ်အမြဲတမ်းဒါကျွန်တော် Real Madrid အသင်းတိုင်ပတ်ပြီဆိုရင်ကော်တိုက်တယောက်အမြဲတမ်းကန်နေတဲ့အနေထားမှာလူငယ်တယောက်ပွဲထွက်လာမယ်တစ်ဖက်ကလက်ရှိမှာဒါတီးရလောက်ကိုပြောပါဆိုရင်တော့အရန်ကြီးဒါဒဏ်ရာတဲ့လူချင်းအဲ့လောက်မများဘူးသူတို့ရဲ့အဓိကကစားသမားတွေတိတ်တော့မတွေ့ရမယ့်တဲမှာပါအဲ့တော့ဘိုင်မီနစ်အသင်းကအဓိကကစားသမားတော်တော်များများဒါဒီနေ့ပွဲစဉ်မှာပွဲထွက်ဖို့ရာခိုင်နှုန်းများတယ်ဒီနေ့ပွဲမှာကျွန်တော်တီးရလောက်မူဆီယဲလာတော့ပြန်မလာနိုင်သေးဘူးလို့သတင်းတွေထွက်အဲ့တော့ဒီနောက်ပိုင်းပွဲစဉ်မှာ Vincent Kompany အသင်းနဲ့ဒါ cancel ပိုင်းကဒါကျွန်တော်တို့ကိုပေးမှုတွေနည်းနည်းလေးပြန်ရှိလာခဲ့အဲ့လိုတော့မဟုတ်ဘူးဒါပေမဲ့ Friday နဲ့ပွဲစဉ်မှာနောက်ကပြန်လိုက်ပြီးတွင်းခဲ့တာတွေလက်ရှိမှာတိုက်စစ်ပိုင်းကကြောက်စရာပဲအဲ့တော့ Vincent Kompany အသင်းကနောက်ဆုံးပြိုင်ပွဲစဉ်9ပွဲမှာ Leverkusen ကို 1-1 သေချခဲ့တဲ့ပွဲစဉ်ကလွှဲ3ခုနဲ့အထက်4ပွဲတိတိသွင်းနိုင်ခဲ့တာကိုတွေ့ရမယ်တစ်ဖက်က Real Madrid ကလက်ရှိမှာဒါကြောင့်ပွဲတိုင်းလိုဂိုးသွင်းနိုင်ခဲ့တာကိုလည်းတွေ့ရမယ် Real Madrid ရဲ့တိုက်စစ်ပိုင်းကဒါ RB Live လက်ထက်မှာတော်တော်လေးကိုကောင်းတယ်တွေ့ဒါပေမဲ့ခံစစ်ပိုင်းကတော့တောက်ဆုံးပြိုင်ပွဲစဉ်9ပွဲမှာဒါကြောင့်4ပွဲတိတိဂိုးတွေပေးခဲ့ရတာကိုတွေ့ရမယ်ဒီမှာပါအဲ့တော့ပြောချင်တာကနှစ်သင်းလုံးကတော့လက်ရှိမှာခံစစ်ပိုင်းကအားနေတယ်ဘိုင်ယန်မြူနစ်တဲ့နောက်ဆုံးပြိုင်ပွဲစဉ်9ပွဲမှာ4ပွဲတိတိဂိုးပေးခဲ့ရတာဖြစ်တယ်ဒါပေမဲ့ပြန်ကြည့်မယ်ဆိုရင်တော့ဘိုင်ယန်မြူနစ်ကတကူနဲ့အထက်သွင်းခဲ့ပေးခဲ့ရတာဆိုတော့ Friday နဲ့တပွဲပဲရှိခဲ့တယ်အဲ့တော့နှစ်သင်းလုံးကတိုက်စစ်ဆောင်ရမ်းပြီးတယ်အဲ့တော့တေချာတို့ကဒီနေ့ပွဲစဉ်မှာနှစ်သင်းလုံးဂိုးတွေအပြန်လန်သွင်းဖို့တဲ့ရာခိုင်နှုန်းများတယ်တကယ်တမ်းဒါစူပါကွန်ပျူတာတွေဒါနံပါတ်တွေရတော့ချက်မယ်ဆိုရင်တော့ဘိုင်ယန်မြူနစ်ကလက်ရှိမှာတာနေတယ်ဆိုပေမဲ့တကယ်တမ်းအစင်လာမှာဆိုရင်တော့ဒါကျွန်တော်တစ်ဖက်ကဒါကျွန်တော်တို့Real Madrid ကလည်းရှိကပြည့်အဲ့တော့ခုနကပြောသလိုလက်ရှိမှာနှစ်သင်းလုံးမှာတကယ်ကောင်းတဲ့ကစားသမားတွေရှိတယ် quality player ရှိတယ် Harry Kane တို့လို Vinicius Junior တို့လိုဒါလုံးဝဒါကျွန်တော်ပွဲကိုချင်းပစ်နိုင်တဲ့ကစားသမားတွေကိုတွေ့ရမယ်တဲ့မှာပါတယ်အဲ့တော့တစ်ဖက်ကလက်ရှိမှာဒါကြောင့်နောက်က supporting player မှာကြည့်မယ်ဆို Olise တို့လိုဒါကျွန်တော် Arda Güler တို့လိုကစားသမားတွေဖြစ်တယ်ဒါပေမဲ့နှစ်သင်းလုံးမှာဒါကျွန်တော် personal ရကျွန်တော်တူတယောက်တည်းမြန်ကျွန်တော်ခံစစ်ကြောသိပြီဒီမှာနှစ်သင်းလုံးကိုမကြောက်နှစ်သင်းလုံးရဲ့ခံစစ်တွေကတော်တော်လေးကို breakable ဖြစ်တယ်လို့ခံစားရတယ်နည်းနည်းလေးဒါကျွန်တော်အကျိုးပြတ်လွယ်တယ်လို့ခံစားရတဲ့ခံစစ်တွေမြင်ဒါပေမဲ့ဒီနှစ်သင်းလုံးရဲ့ခံစစ်ကိုပြန်ရှင်းကြည့်မယ်ဆိုအခုလက်ရှိ on paper စာရွက်ပေါ်မှာပူတာနေတာကတော့ဒါကျွန်တော်ဘိုင်ယန်မြူနစ်လို့တွေ့ရမယ်အဲ့တော့ဒီနှစ်သင်းလုံးရဲ့ပွဲစဉ်ကခင်ဗျအချိန်ပေးရကြအင်မတန်မှနတ်မဲ့ပွဲစဉ်မြင်တယ်ဒီပွဲစဉ်ကမြန်မာစံတော်ချိန်တနာရီခွဲမနက်ဖြန်မှာကျင်းပသွားမဲ့ပွဲစဉ်လို့ပြောလို့ရတယ် Real Madrid ရဲ့အိမ်ကွင်းမှာပထမကြော့မှာကန်မှာဖြစ်ပြီး San Diego Bernabeu မှာကန်သွားမှာဖြစ်ပါတယ်အဲ့တော့တစ်ချိန်တည်းမှာပဲလက်ရှိနောက်တစ်ပွဲကိုပြောလဲအောင်နောက်တစ်ပွဲကလက်ရှိမှာဒါကျွန်တော်တို့ Sporting နဲ့ Arsenal ပွဲစဉ်Arsenal ကလက်ရှိမှာဒါတော်တော်လေးကိုဒါခံပြင်းတဲ့ရတတဘက်ကိုဖျက်တန်းထားတဲ့အသင်းသက်သင်းလို့မြင်တယ်လက်ရှိမှာဒါကျွန်တော်ဒီ3ဘက်နဲ့4ဘက်တို့မှာ Arsenal ကဒါကျွန်တော်2ပွဲ Premier ဒါကျွန်တော်ပြည်တွင်းပွဲစဉ်နဲ့ကန2ပွဲမှာလက်ရှိမှာဖလားနှလုံးကိုဆွန့်လွတ်လိုက်ရတယ်ဒီတစ်ပွဲမှာဒါကျွန်တော်လက်ရှိမှာ City အသင်းကိုဒါကျွန်တော်တို့ 2-0 ဆိုတဲ့ရလဒ်နဲ့ရှုံးနေခဲ့တယ်တစ်ဖက်ကဒါကျွန်တော် Arsenal အသင်းနဲ့လက်ရှိပူပူလောလောမှာတော့ဒါကျွန်တော် Southampton အသင်းကိုနောက်ကျသွင်းခွင့်နဲ့တူ 2-1 ဆိုတဲ့ရလဒ်နဲ့ရှုံးနေခဲ့တယ်အခုလက်ရှိမှာ Sporting Portuguese ရဲ့အဲ့တော့ Sporting ကဒီနှစ်မှာဒါကျွန်တော်ရဲ့ Arsenal မှာ underrated ဖြစ်တဲ့အသင်းတွေကသင်းလို့ပြောလို့ရတယ် Sporting မှာတို့ရဲ့အကောင်းဆုံးကစားသမားတွေရောင်းချပြီးတာမှအခုလက်ရှိမှာမစိုးဘူးဆိုတဲ့ပုံစံမျိုးကိုတွေ့ရမယ်တဲ့မှာပါတယ်ဒါပေမဲ့ Sporting အနေနဲ့လက်ရှိမှာတို့ရဲ့နီးပြတွေတို့ရဲ့ဒါအခြေအနေတွေမှာပတ်ချလေဝင်းကျင်ညာတိုင်ပတ်နေခဲ့ပေမဲ့ဒီနှစ်မှာသူ့အနေနဲ့အကောင်းဆုံးရုပ်ပြန်ထားနိုင်ခဲ့တယ် Sporting ကလက်ရှိမှာလူတွေလုံးဝချီးကျူးပါတယ်ဆိုတဲ့ဘိုဒူးရဲ့ကလင်းကိုအကောင်းဆုံးပြန်လာပြပြီးသူတို့ဘာလုပ်နိုင်လဲဆိုတော့ပြသခဲ့ဒါပေမဲ့တခါကျရင်ဦးမြ Sporting ကကျွန်တော်အနေနဲ့ခုနောက်ပိုင်းမှာဘောနော်လူတွေရဲ့အဓိကဒါကျွန်တော်တို့ချီကျူးမှုသိမရအောင် quarter final တက်လာတယ်ဆိုတော့အင်မတန်မှဒါကျွန်တော်ချီကျူးမှုကောင်းတက်လာကျွန်တော်အနေနဲ့မြင်တယ်အဲ့တော့ Sporting နဲ့လက်ရှိနောက်ဆုံးပြိုင်ပွဲစုံတွေကိုပြန်ကြည့်အောင် Sporting နဲ့လက်ရှိမှာဘိုဒိုးန်ဂလင်းကိုရှုံးခဲ့ပြီးပြန်တက်လာတဲ့ပွဲစဉ်ကလွင်ပြည်တွင်းပွဲစဉ်တွေမှာလက်ရှိမှာခြေစွမ်းရမစိုးတိုက်စစ်ပိုင်းကလက်ရှိမှာ Sport နဲ့ဘိုဒိုးနဲ့ဂလင်းကို9ဂိုးပြတ်နိုင်ထားခဲ့တဲ့ပွဲစဉ်နောက်ပိုင်းမှာတော့ဒါ4ဂိုးနဲ့အထက်ကို3ဂိုးပုံးပွဲတယ်အဲ့တော့တစ်ဖက်ကလက်ရှိမှာ Arsenal အသင်းကဒီနောက်ပိုင်းပွဲစဉ်တွေမှာ cancel ပိုင်းယူရွေးမှုတွေဖြစ်နေတဲ့ချိန် Sporting ရဲ့တိုက်စစ်တော်တော်လေးကိုတက်နေတဲ့အချိန်မှာတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်ဒါပေမဲ့ဒီနေ့ပွဲစဉ်မှာ Sporting အတွက်လည်းဒါတော်တော်လေးကိုဒါထိခိုက်နေတာမှုရှိတဲ့ဥစ္စာကသူတို့ရဲ့အဓိကကွင်းတဲ့ကစားမဖြစ်တဲ့ဒါကျွန်တော် Holman တယောက်မပါလာနိုင်တာတော်တော်လေးကိုထိခိုက်နေတာမှုများလို့မြင်တယ်အာဒီတာရဲ့အသင်းမှာဒီနေ့ပွဲစဉ်မှာတရားဝင်နီးပြကတော့တရားဝင်ဒါကျွန်တော် confirm လုပ်ခဲ့တာ Hincapi လွှဲချော်မယ်တင်ပါလွှဲချော်မယ် Saka လွှဲချော်မယ် Marino လွှဲချော်မယ်အဲ့တော့ Saka နဲ့တင်ပါကလည်းရှိတော့ဒီနေ့ပွဲစဉ်ကိုဆက်လက်လွှဲချော်အဲ့တော့ပြောချင်တာဒီနေ့ပွဲစဉ်မှာ Arsenal အသင်းနဲ့ရှီရင်းဆွဲလူကိုပဲရှိတဲ့လူကိုပဲအဓိကထားပြီးသွားမယ်ဒီနေ့ပွဲစဉ်မှာဒါကျွန်တော် easy ပြန်ပါလာနိုင်တယ်ဆိုတဲ့သတင်းတွေထွက်နေခဲ့တယ်ဒါပြန်ပါလာမယ်ဆိုတော့တော်တော်လေးကောင်းတယ်ဒီနေ့ပွဲစဉ်မှာ easy ကကွင်းလေပိုင်းမှာဒီနေ့ပွဲစဉ်မှာနေရာရတဲ့ကစားသမားတွေဒါပေမဲ့ကျွန်တော်လက်ရှိမှာရှေ့ပွဲတွေကိုကြည့်အောင် Yogres တယောက်လောက်ကလွင်တိုက်စစ်ပိုင်းကတော်တော်လေးကိုအားနေနေတာကိုတွေ့ရမယ်ပြီးလက်ရှိမှာ cancel ပိုင်းဒီနေ့ပွဲစဉ်မှာဒါလက်ရှိမှာ Gabriel ကပြန်ပါဖို့အတွက်ရာဂိုင်နှုန်းတွေများတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်တယ်အဲ cancel ပိုင်းကတော့ပြန်လုံမယ်ဒါပေမဲ့
ဒီနောက်ပိုင်းမှာအာဆယ်တင်တဲ့သတိထားမိတာကခံစစ်ပိုင်းနဲ့နည်းနည်းလေး careless ပိုဖြစ်လာတယ်နည်းနည်းလေးသတိမမူတဲ့အပြစ်တွေပို့ပြီးတော့လုံလာတယ်လို့ကျွန်တော်ရဲ့ခံစားချက်မှာပို့ပြီးမြင်လာခဲ့တယ်အဲ့ဒီအချက်တွေကိုအာဆယ်တင်တဲ့နောက်ပိုင်းမှာပို့ပြီးတော့ပြင်ရမယ်လို့ကျွန်တော်အနေနဲ့မြင်မိတယ်ပေါ့နော် supporting ကလက်ရှိမှာဒါကျွန်တော်ဒီနှစ်ချာကျွန်တော် quarter final တက်လာတဲ့အတင်းထဲမှာကျွန်တော်တေးသေးချာချာမကြည့်မိတာဆိုလို့ supporting ပဲပွဲစဉ်ပဲရှိမှထင်တယ်ဒါလက်ရှိမှာဒါဘိုင်ယန်မြူနစ်ပွဲစဉ်လည်းဘယ်လိုပဲပြောအနေနဲ့များကြီးဖြစ်တယ်ဒါလက်ရှိမှာဒါကျွန်တော်တို့ Real Madrid ဆိုနောက်ပိုင်းပွဲစဉ်တော်တော်များများကြီးဖြစ်တယ် Barcelona လည်းကြီးဖြစ်တယ် Atletico Madrid လည်းအနေနဲ့များဒါ sporting ကိုကျွန်တော်လုံးဝမထိဖြစ်တယ်တော့ supporting ဘယ်လိုကစားလဲဆိုတော့ကျွန်တော်လက်ရှိမှာဒါ Champions League လည်းဘိုဒိုဝင်ကလင်းတဲ့ပွဲစဉ် highlight တွေပါရောကြီးဖြစ်တယ်ဆိုပေမဲ့အရန်ကြီးတော့ဒါကျွန်တော်တို့တိတ်တော့မသိဘူးဗျာပုံမှန်လင်းဝင်ခံကြည့်ပဲအဲ့တော့ Arsenal တော့တိတ်သိတယ် Arsenal တင်တဲ့လက်ရှိဒီနောက်ပိုင်းပွဲစဉ်မှာခံစစ်ကတပွဲကို2ဂိုးလောက်ပြန်ပေးနေရတော်တော်လေးကိုအသင်းအတွက်ထိခိုက်နေတာမှုများရလို့မြင်တယ်အာတီတာနဲ့ဒါကိုပြင်ဆင်ဖို့လိုတယ်ဒီနေ့ပွဲစဉ်မှာခံစစ်ပိုင်းကဒါအကောင်းသွားတယ်အဲ့တော့ Premier League ကအသင်းတွေတဖြည်းဖြည်းတပြုတ်ပြုတ်ပြုံးနေတဲ့အချိန်မှာ Arsenal အသင်းကဒါကျွန်တော်တို့3ရက်တပွဲကန်နေရတဲ့ဥစ္စာတစ်ခုကိုလည်း Arsenal အသင်းဒီညမှာတော်တော်လေးကိုပြန်ပြီးတော့အလုပ်လုပ်နေရတယ်လို့မြင်တယ်တစ်ဖက်က Sporting ကတော့ရှင်းတယ်သူတို့အနေနဲ့သူတို့ရဲ့အိမ်ခွဲမှာတခုခုရအောင်ယူသွားဖို့အတွက်ဒီနေ့ပွဲစဉ်မှာကြိုးစားမယ်လို့မြင်တယ် Sporting နဲ့ဒီနေ့ပွဲစဉ်မှာဒါအမှန်တိုင်းပြောမယ်ဒီနှစ်သင်းကဒါကျွန်တော် Europa League မှာတွေ့ဥပါတယ် Europa League မှာဒါကျွန်တော်မဲ့ရတာကျွန်တော်တို့အာဆင်နယ်ရဲ့အိမ်မက်တွေကိုဒါကျွန်တော်ဒုက္ခပေးခဲ့တဲ့အသင်းတစ်သင်းနဲ့ဖြစ်ခဲ့တာကိုတွေ့ရမယ်တဲ့မှာပါတယ်ပေါ့နော်ပြောချင်တာကSporting နဲ့တွေ့ခဲ့တဲ့အချိန်မှာဒါ Arsenal အသင်းကဒါကျွန်တော်တွေ့နိုင်ခဲ့တယ်ဒါပေမဲ့ခုနကပြောသလိုတရေချခဲ့တဲ့ movement တွေကိုဒါ Sporting ကအခွင့်ကောင်းယူ penalty နဲ့အဆုံးဖြတ်နိုင်ခဲ့တဲ့ပုံစံမျိုးတွေလည်းတွေ့ရမယ်တဲ့မှာဒါပေမဲ့ခုနကပြောသလို Sporting ရဲ့အိမ်ငွေမှာ Arsenal အသင်းကတော့9ဂိုးပြတ်နိုင်ယူခဲ့တာကိုတွေ့ရမယ်တဲ့မှာပါတယ်ဒါပေမဲ့ဘယ်လိုပဲပြောပါလက်ရှိမှာ Arsenal နဲ့ Sporting နဲ့ဒါမိနစ်90အတွင်းအဖြေရလက်မှာတော့ Sporting ကဒါကျွန်တော်တို့ Arsenal အသင်းကိုလုံးဝတစ်ချိန်တစ်ခါမှဒီကြားထဲမှာမနိုင်ဘူးသေးတော့တွေ့ရတော့ဒါကိုလက်ရှိမှာဒါကျွန်တော်အားယူဖို့အတွက်ဒါ Arsenal အသင်းကပြင်ဆင်ရမယ် Arsenal အသင်းဒီနေ့ပွဲစဉ်မှာဒါရတဲ့သူပထမ decision ပထမအကြော့မှာပွဲဖြတ်လို့ရရင်ရတယ်လို့လုပ်တယ်ဘာလို့ဒုတိယအကြော့မှာလက်ရှိမှာ Arsenal အသင်းနဲ့နည်းနည်းကစားသမားတွေဒါကျွန်တော်နည်းနည်းလေးအနားပေးတယ်ဆိုတဲ့ပုံစံမျိုးဘက်ကိုပို့ပြီးတော့ရွေလျားတင်တယ်ကျွန်တော်လည်းမြင်တယ်အဲ့တော့ Arsenal အသင်းဒီနေ့ပုံစံမှာခံစစ်ကောင်းတော့အားပြုပြီးတော့တိုက်စစ်ပိုင်းကိုတောက်လျှောက်တရက်ဆက်ထိုးစစ်ဆင်မှုတွေကိုပြုလုပ်တင်တယ်ဆိုတဲ့ဥစ္စာမျိုးကျွန်တော်အနေနဲ့မြင်တယ်လို့ပြောချင်တယ်တစ်ဖက်ကလက်ရှိမှာဒါ Sporting ကတော့ share နေဗျာဒီနေ့ပုံစံမှာသူတို့ရဲ့အိမ်ငွေမှာဒါ Arsenal အသင်းကိုသူတို့တခုခုရအောင်အိမ်ကိုယူသွားမယ်ဆိုတဲ့ပုံစံမျိုးသွားမယ်အနည်းဆုံးဗျာလက်ရှိမှာသူတို့အနေနဲ့ဒါအိမ်ငွေမှာတကူသုံးဖို့2ဂိုး deficit သူကင်သွားမယ် Arsenal အိမ်ငွေမှာဖင်ပိတ်ဆော့မယ်ဆိုတဲ့ပုံစံမျိုးသူတို့ကင်သွားမယ်2ဂိုး deficit တော့မလွယ်တော့ Arsenal အသင်းမျိုးဒါပေမဲ့2ဂိုး deficit ကိုသူတို့ကင်သွားလောက်မလို့မြင်နေတယ်ဒါပေမဲ့ Arsenal အသင်းရဲ့ခံစစ်ပန်းကဒါရှေ့ကပွဲစီလို့အမှားမျိုးမလုပ်ဘဲနဲ့ဒီနေ့ပွဲစဉ်မှာ wake up call ကိုအကောင်းဆုံးထားပြဖို့အတွက်အင်မတန်မှတင့်တော်တဲ့ပွဲတစ်ပွဲလို့ပြောရင်းနဲ့ပဲကျွန်တော်ကိုသွားကုန်ပြပါဦးအားလုံးပဲကြိုးတင်ပါတယ်ကောင်းမွန်သောနေ့နေ့ဖြစ်ပါစုမုံကောင်တောင်းပြီးနေပဲမြန်မြိုက်လက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျများများကလစ်မှာမြန်မြန်နေဖြစ်ပါတယ်အားလုံးပဲကြိုးတင်ပါတယ်ကောင်းမွန်သောနေ့နေ့ဖြစ်ပါစုမုံကောင်တောင်းပြီးနေပဲကျွန်တော်တို့ရဲ့နောက်မှာပဲအေးဆေးတွေ့ကြတာပေါ့အားလုံးပဲကြိုးတင်ပါတယ်ကျွန်တော်သွားကုန်ပြပါဗျဒီပါဗျ